မင်္ဂလာပါခင်ဗျရန်ကုန်ခေတ်ကနေဒီနေ့လည်းကသတင်းတင်ကိုတင်ဆက်ပေးပါမယ်မတ်လ16ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲအကြံဖက်စစ်ကောင်စီတပ်ကခရီးယန်ဘာသာဝင်တို့ရဲ့အထွတ်မြတ်ထားရာဗမော်မြို့စိန့်ပထရစ်ဖျားရှိခိုးကျောင်းကိုရည်ရွယ်ချက်ရှိမိရှုဖျက်ဆီးသွားတယ်ဆိုပါတယ်အဲ့ဒီလိုအကြံဖက်စစ်ကောင်စီတပ်ရဲ့မိရှုဖျက်ဆီးမှုကြောင့်စိန့်ပထရစ်ကက်သလစ်ဖျားရှိခိုးကျောင်းဟာမိလောင်ပြတ်ကျသွားတဲ့အပြင်တင်းအုပ်ဆရာကြီးရဲ့နေအိမ်ရုံးခန်းနဲ့စာတင်ကျောင်းမှာမိလောင်သွားတယ်လို့ဗမော်ဒေသခံပြည်သူတွေကပြောထားပါတယ်မင်္ဂလာပါခင်ဗျရန်ကုန်ခေတ်ကနေဒီနေ့လည်းကသတင်းတင်ကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာ PJ နိုင်ငံကူလက်မှတ်နဲ့ပြပထွက်ခွာမဲ့အလုပ်သမားတွေအားလုံးဟာဒီကနေ့မတ်လ18ရက်နေ့ကစပြီးစစ်ကောင်စီရဲ့ခွင့်ပြုချက်မရှိဘဲပြပထွက်ခွင့်မရှိတော့ဘူးလို့ဆိုပါတယ်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုကင်ထားပါတယ်ဆိုတဲ့အကြမ်းဖက်စစ်ကောင်စီဟာအရခါတော်အေးသိမ့်ပိုက်ထားတဲ့ရခိုင်ပြည်နယ်ကမြို့နယ်တွေမှာဘလို့တက်ရောက်မှုမှမရှိတော့ပဲလက်ရှိရခိုင်ပြည်နယ်ရေပိုင်နယ်ထဲဝင်ရောက်လာတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ငါးဖက်သမား22ဦးကိုအရခါတော်အေးကသာထိန်းသိမ်းဓာတ်တွေပြန်လွတ်ပေးတာတွေနဲ့နေဆက်ဖြတ်ကျော်ကိစ္စတွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အာဏာပိုင်တွေနဲ့အတူပူးပေါင်းဆောင်ရွက်နေတဲ့ဆိုတဲ့သတင်းပါဝင်ဒီကနေ့လည်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာ PJ နိုင်ငံကူလက်မှတ်နဲ့ပြပထွက်ခွာမဲ့အလုပ်သမားတွေအားလုံးဟာဒီကနေ့မတ်လ18ရက်နေ့ကစပြီးစစ်ကောင်စီရဲ့ခွင့်ပြုချက်မရှိဘဲပြပထွက်ခွင့်မရှိတော့ဘူးလို့ပြည်ပလုပ်ကိုင် agency တွေကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဌာနကနေမတ်လ10ရက်နေ့ကထုတ်ပြန်ထားတဲ့အမိန့်ကြေညာချက်ဟာဒီကနေ့မတ်လ18ရက်နေ့မှာစတင်အသက်ဝင်လာတာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့အဲ့ဒီလိုစစ်ကောင်စီရဲ့ကြေညာချက်ထက်ကအတိုင်းမြန်မာနိုင်ငံက PJ နိုင်ငံကူလက်မှတ်နဲ့ပြပထွက်ခွာမဲ့အလုပ်သမားတွေအားလုံးဟာသူတို့စစ်ကောင်စီရဲ့ခွင့်ပြုချက်မရှိဘဲပြပထွက်ခွင့်မရှိတော့သလိုအကယ်လို့ပြပထွက်အလုပ်လုပ်မဲ့အလုပ်သမားတွေအားလုံးဟာစစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဌာနစီမှာအနည်းဆုံး9ရက်ကြိုပြီးခွင့်ပြုချက်တောင်းရမှာဖြစ်တယ်လို့လည်းပြပအလုပ်ကိုင် agency တွေကပြောထားပါတယ်။အဲ့ဒီအတွက်အရင်လုံးမြန်မာနိုင်ငံကနေပြပထွက်အလုပ်လုပ်မဲ့အလုပ်သမားတွေဟာ OWIC ကနိုင်ငံကူလက်မှတ်လေရင်လက်မှတ်ရှိရုံနဲ့တော့ပြပထွက်လို့မရတော့ပဲစစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ကိုမဖြစ်မနေတောင်းရတော့မှာဖြစ်တယ်လို့သူတို့ခွင့်ပြုချက်ရမှသာတွားရမှာဖြစ်ပြီးသူတို့ခွင့်ပြုချက်မရရင်တော့လေစိတ်ကနေပေးမထွက်ပဲပိတ်ထားမှာဖြစ်တယ်လို့ပြည်ပအလုပ်ကိုင် agency ပိုင်ရှင်တို့ကရန်ကုန်ခေတ်ကိုပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုကင်ထားပါတယ်ဆိုတဲ့အကြမ်းဖက်စစ်ကောင်စီဟာအရခါတော်အေးသိမ့်ပိုက်ထားတဲ့ရခိုင်ပြည်နယ်ကမြို့နယ်တွေမှာဘလို့တက်ရောက်မှုမှမရှိတော့ပဲလက်ရှိရခိုင်ပြည်နယ်ရေပိုင်နယ်ထဲဝင်ရောက်လာတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ငါးဖက်သမား22ဦးကိုအရခါတော်အေးကသာထိန်းသိမ်းဓာတ်တွေပြန်လွတ်ပေးတာတွေနဲ့နေဆက်ဖြတ်ကျော်ကိစ္စတွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အာဏာပိုင်တွေနဲ့အတူပူးပေါင်းဆောင်ရွက်နေတယ်လို့သိရပါတယ်။လက်ရှိရခိုင်ပြည်နယ်ရေပိုင်နယ်ဖြစ်တဲ့ဘူးတီတောင်မောင်တော်ဒေသမှာတရားမဝင်နေဆက်ဖြတ်ကျော်ပြီးအကြိမ်ကြိမ်ဝင်ရောက်ငါးဖက်နေကြတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖက်သမားတွေအရေးနဲ့ပတ်သက်ပြီးပူးပေါင်းဖြေရှင်းဆောင်ရွက်လိုတယ်လို့အရခါတော်အေးကပြောဆိုပြီးတဲ့နောက်မှာပဲဘင်္ဂလားဒေ့ရှ်ငါးဖက်သမား22ဦးကိုအေးကပြန်လွတ်ပေးလိုက်တာပါ။အဲ့ဒီလိုအရခါတော်အေးကပြန်လွတ်ပေးလိုက်တဲ့ဘင်္ဂလားဒေ့ရှ်ငါးဖက်သမား22ဦးကိုဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နေကြားဆောင်အာဏာပိုင်တွေကအေးရဲ့တာဝန်ရှိတဲ့သူတွေနဲ့တွေ့ဆုံပြီးနေဆက်ဖြတ်ကျော်အရေးကိစ္စကိုအတူတကွဖြေရှင်းခဲ့ကြတယ်လို့လည်းအရခါတော်အေးရဲ့ပြောရေးဆိုခွင့်ရှိသူဦးခိုင်တုခကပြောထားပါတယ်။ဒါအပြင်အဲ့ဒီလိုမြန်မာဘင်္ဂလားဒေ့ရှ်နေဆက်မှာနောက်ထပ်ဖြစ်ပေါ်လာမဲ့တရားမဝင်နေဆက်ဖြတ်ကျော်တဲ့ပြဿနာတွေကိုလည်းအရခါတော်အေးအနေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အတူတကွပူးပေါင်းပြီးထိထိရောက်ဖြည့်ရှင်းမှုမျှော်လင့်ထားပါတယ်လို့လည်းအေးရဲ့ပြောခွင့်ရဦးခိုင်တုခကမတ်လ15ရက်နေ့ကပဲထုတ်ပြန်ပြောဆိုထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီတပ်ကမန္တလေးတိုင်းအတွင်းမှာရှိတဲ့မြို့နယ်တွေမှာလူငယ်တွေရဲ့မိဘအုပ်ထိန်းတဲ့သူတွေကိုရက်ွက်ရုံခေါ်ပြီးတော့ကိုယ့်ရဲ့တားဖြစ်သူတွေစစ်မှုထမ်းဖို့မဲတွေနှိုက်ခိုင်းနေပြီးမဲပေါက်တဲ့လူငယ်တွေကိုစစ်တဲခေါ်သွင်းလိုက်ကြပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့မန္တလေးတိုင်းမှာမတ်လ12ရက်နေ့ကပြည်ကြီးတကုံမြို့နယ်မတ်လ14ရက်နေ့ကမြစ်သားမြို့နယ်နဲ့မတ်လ15ရက်နေ့ကကြောက်စင်မြို့နယ်တွေမှာလူငယ်တွေရဲ့မိဘအုပ်ထိန်းသူတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကတပ်ဆိုင်ရာရက်ွက်ရုံးတွေကိုခေါ်ယူခဲ့တယ်ဆိုပါတယ်အဲဒီနောက်ရက်ွက်ရုံးလဲရောက်ရောလူငယ်တွေကိုစစ်မှုထမ်းခိုင်းမှုအတွက်တပ်ဆိုင်ရာမိဘအုပ်ထိန်းသူတွေကမဲနှိုက်ရမယ်ဆိုပြီးတော့မဲလိတ်တွေကိုနှိုက်ခိုင်းခဲ့တယ်လို့အဲဒီမှာမဲပေါက်တဲ့လူငယ်တွေအနေနဲ့စစ်မှုထမ်းပါမယ်ဆိုပြီးမိဘဖြစ်တဲ့သူတွေကိုချက်ချင်းခံဝင်ဂတိလက်မှတ်ထိုးခိုင်းခဲ့တဲ့အပြင်တားဖြစ်သူတွေကိုစစ်တပ်ထဲသွင်းဖို့အသင့်ပြင်ခိုင်းခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်လက်ရှိမှာတော့နိုင်ငံတော်အကြီးအကျယ်စစ်ရှုံးပြီးနယ်မြေတွေလက်လွတ်နေရတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာတစ်ဖက်မှာတော့လူငယ်တွေကိုစစ်မှုထမ်းဖို့နှီးပေါင်းစုံနဲ့ဖန်ဆီးပြီးရက်တိုတင်တဲ့ပေးပြီးတာနဲ့ရှေ့တန်းတွေပို့နေရမှာရှေ့တန်းတိုက်ပွဲတွေအတွင်းအသီးသီးသိနေကြတဲ့စစ်သားတွေထဲမှာစစ်မှုထမ်းလူငယ်တွေလည်းဒုနဲ့ဒေးကိုပါနေတယ်လို့တော်လှန်ရေးသတင်းအရင်းမြစ်တွေကပြောထားကြပါတယ်ခင်ဗျာတဆက်ထဲမှာပဲ AR တိုင်းကကန်ကြီးတောင်မြို့နယ်မှာ
အခချင်းငွေနဲ့လူစားထိုးခံရတဲ့စစ်မှုနဲ့တသားတဲ့မောင်စင်ဘူဘူဆိုတဲ့သူဟာရှေ့တန်းတိုက်ပွဲမှာပဲသေဆုံးသွားပြီးသူ့မှာလေဖြတ်နေတဲ့ဖခင်ဖြစ်သူကြံ့ရစ်ခဲ့တယ်လို့စစ်ကောင်စီတပ်ကတော့ရော့ဂျင်းနဲ့ခန်းစားကွင်းလဲဘာတစ်ခုမှမပေးဘူးလို့ဒေတာတွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ10ရက်နေ့ကပဲAR တိုင်းကကန်ကြီးတောင်မြို့နယ်မှာအခချင်းငွေနဲ့လူစားထိုးခံရတဲ့စစ်မှုတဲ့အပတ်စဉ်6တပ်သားတဲ့မောင်စင်ဘူဘူဆိုတဲ့သူဟာရှေ့တန်းကတိုက်ပွဲမှာသေသွားပြီဆိုတဲ့အကြောင်းကိုစစ်ကောင်စီတပ်ကမိသားစုစီအကြောင်းကြားလာတယ်ဆိုပါတယ်အဲ့ဒီလိုရှေ့တန်းမှာသေသွားတဲ့စစ်မှုတပ်သားတဲ့မောင်စင်ဘူဘူဆိုတဲ့သူဟာကန်ကြီးတောင်မြို့နယ်ရေတွင်းစိတ်အုပ်စုမှာနေထိုင်တာဖြစ်ပြီးသူ့ကိုအခချင်းငွေနဲ့စစ်မှုထမ်းမှုလူစားထိုးခံရတာဖြစ်တယ်လို့သူသေဆုံးတဲ့အချိန်မှာတော့လေဖြတ်နေတဲ့ဖခင်ဖြစ်သူကြံ့ရစ်ခဲ့ပြီးစစ်ကောင်စီတပ်ကတော့ရော့ဂျင်းနဲ့ခန်းစားကွင်းလဲဘာတစ်ခုမှမပေးဘူးလို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ကချင်ပြည်နယ်ဗမော်မြို့မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတဲ့အချိန်ဂျပန်စစ်ကောင်စီတပ်ကတိုက်ပွဲနဲ့မဆိုင်တဲ့ခရစ်ယာန်ဘာသာဝင်တို့ရဲ့အထွတ်မြတ်ထားရာစိန့်ပထရစ်ဖျားရှိခိုးကျောင်းတင်အုပ်ဆရာကြီးနေအိမ်ရုံးကန်းနဲ့စာတင်ကျောင်းကိုရည်ရွယ်ချက်ရှိမိရှို့ဖျက်ဆီးလိုက်တယ်လို့ဗမော်မြို့ကန်ပြည်သူတွေနဲ့ KIA သတင်းရင်းမြစ်ကပြောပါတယ်ဖြစ်စဉ်ကတော့လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ဗမော်မြို့မှာမတ်လ16ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲအကြံဖက်စစ်ကောင်စီတပ်ကခရစ်ယာန်ဘာသာဝင်တို့ရဲ့အထွတ်မြတ်ထားရာဗမော်မြို့စိန့်ပထရစ်ဖျားရှိခိုးကျောင်းကိုရည်ရွယ်ချက်ရှိမိရှို့ဖျက်ဆီးသွားတယ်ဆိုပါတယ်အဲ့ဒီလိုအကြံဖက်စစ်ကောင်စီတပ်ရဲ့မိရှို့ဖျက်ဆီးမှုကြောင့်စိန့်ပထရစ်ကက်သလစ်ဖျားရှိခိုးကျောင်းဟာမိလောင်ပြတ်ကျသွားတဲ့အပြင်တင်းအုပ်ဆရာကြီးရဲ့နေအိမ်ရုံးခန်းနဲ့စာတင်ကျောင်းပါမိလောင်သွားတယ်လို့ဗမော်ဒေသခံပြည်သူတွေကပြောထားပါတယ်လက်ရှိဗမော်မြို့သိမ်းတိုက်ပွဲကို KIA PDF ပူးပေါင်းတပ်တွေကအကြီးအကျယ်ဆင်နွှဲနေတဲ့အချိန်စစ်ကောင်စီရဲ့တပ်စခန်းတော်တော်များများကိုလည်းတော်လှန်ရေးတပ်တွေကသိမ်းပိုက်ထားတဲ့အတွက်အထိနာနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာဗမော်မြို့မကြရေးအတွက်လေကြောင်းပစ်ကူတွေနဲ့ပါအသေးအံခုခံနေရတဲ့အချိန်မှာပဲအခုလိုတိုက်ပွဲနဲ့မဆိုင်တဲ့ဘာသာရေးအဆောက်အုံတွေကိုပါမိရှုဖျက်ဆီးတာတွေလှုပ်လာနေတာဖြစ်တယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရအောင်ခေတ်ကနေဒီနေ့လည်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ